အသက်16နှစ်ပဲရှိသေးတယ်လူတစ်ယောက်ကိုရဲဆက်ဆက်လောက်ကြံအဆုံးစီရင်လိုက်တယ်ဆိုတာကတော်တော်လေးကိုအံ့ဩစရာကောင်းပြီးတော့ပြောစရာစကားကိုမရှိတော့တာဗျကျွန်တော်မိတ်ဆွေအပေါင်းတွင်အားလုံးကလည်းဒီတည်င်းကိုမြင်မြင်ချင်းပါပဲအားလုံးကဒီတတန်မှန်ထွက်ကြတယ်ဟာဘလို့တွေဖြစ်ကုန်ကြပြီလို့ငါတို့ဒီအရွယ်တုန်းကဒီ16နှစ်ဆိုတဲ့အရွယ်တုန်းကငါတို့ကအိတ်မယ်စားမယ်စားချက်မယ်ပျော်မယ်ဒီဟာပဲငါတို့ရဲ့ခေါင်းထဲမှာဒီအတွေးပဲရှိတယ်သူတစ်ပါးကိုလောက်ကြံအဆုံးစီရင်ဖို့မပြောနဲ့ဒီလိုတရိษံအကောင်တိတိလေးတွေတောင်မှငါတို့တွေအဆုံးမစီရင်နိုင်ဘူးအဆုံးမတတ်နိုင်ဘူးဆိုပြီးတော့အားလုံးကပြောထွက်ကြတယ်ကျွန်တော်အနေနဲ့တချို့စကားလုံးတွေက social media platform တွေကတားမြစ်ထားတဲ့စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေ့ဝိုက်ပြီးတော့ပြောတော့မှမို့လို့အားလုံးပဲနားလည်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီ16နှစ်အရွယ်ကျောင်းသားနှစ်ဦးဟာလူတစ်ယောက်ကိုရဲဆက်ဆက်အဆုံးစီရင်ခဲ့တဲ့အမှုဟာဆိုရင်တခြားနိုင်ငံမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အမှုဖြစ်စဉ်ကိစ္စပဲဖြစ်ပါတယ်ဒီအသက်16နှစ်အရွယ်ကျောင်းသားနှစ်ဦးရဲဆက်ဆက်လောက်ကျန်အဆုံးစီရင်ခဲ့တဲ့လူကလည်းအပြင်လူမဟုတ်ပဲနဲ့တာနာဘောင်တွေကဆရာတော်တစ်ပါးပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့2026 January 28ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကကျောင်းဝင်းတစ်ခုမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ဆရာတော်ရဲ့အမည်ကတော့ဆရာတော်ဦးကေတရဖြစ်ပြီးတော့သက်တော်ကတော့60ဝန်းကျင်ရှိပြီဖြစ်ပါတယ်ဖြစ်စဉ်အသေးစိတ်ကတော့ဆရာတော်လောက်ကျန်မခံရမီရှေ့ရက်ကကျောင်းသားတစုဟာဆိုရင်ကျောင်းဝင်းအနီးမှာရန်ဖြစ်နေကြတယ်အဲ့ဒီအခြေအနေကိုဆရာတော်ကမြင်တဲ့ချိန်ကျတော့လေးကွာနဲ့ပြစ်ခတ်ပြီးတော့တားဆီးခဲ့တယ်ဆရာတော်ပြစ်ခတ်လိုက်တဲ့လေးကွာဟာကျောင်းသားနှစ်ဦးရဲ့လက်မောင်းကိုထိမှန်ခဲ့တယ်လေးကွာထိမှန်ခဲ့တဲ့ကျောင်းသားနှစ်ဦးဟာဆရာတော်ကိုအညှိုးထားပြီးတော့နောက်တနေ့2026 January 28ရက်နေ့မှာပဲဆရာတော်ကိုရဲဆက်ဆက်လောက်ကျန်အဆုံးစီရင်ခဲ့ပါတယ်ဆရာတော်ကိုဘလို့လောက်ကျန်အဆုံးစီရင်ခဲ့ရလဲဆိုတော့သူတို့ဟာကျောင်းဝင်းထဲကိုတူနဲ့ဓာတ်ကိုယူလာပြီးတော့ဆရာတော်ရဲ့ဦးခေါင်းကိုတူနဲ့ထူရိုက်ခဲ့တယ်နောက်ပြီးတော့သူတို့ယူဆောင်လာတဲ့ဓာတ်နဲ့ဆရာတော်ရဲ့ one bite ကိုရဲဆက်ဆက်12ချက်နီးပါးထိုးသွင်းခဲ့ပါတယ်အဲ့ဒါတွေတော့မကဘူးဆရာတော်ရဲ့တွားတွေကိုလည်းရိုက်ချိုးခဲ့ပါတယ်ဆရာတော်ကအဲ့လိုပဲရဲဆက်ဆက်လောက်ကြံခံရပြီးတော့ပြင်းထန်တဲ့တန်ရာတွေနဲ့ပြန်လွန်တော်မူသွားခဲ့ပါတယ်ဒီလိုမျိုးအသက်16နှစ်အရွယ်ပဲရှိတဲ့ကျောင်းသားနှစ်ဦးဟာဒီလိုမျိုးဆရာတော်တစ်ပါးကိုဒီလိုမျိုးရဲဆက်ဆက်ကိုဒီလိုလောက်ကြံတက်ပြတ်လိုက်တာဆိုတာကတော်တော်လေးကိုကျွန်တော်တို့အနေနဲ့မယုံနိုင်စရာတခုလို့ဖြစ်တာပေါ့နော်အားလုံးလည်းဒီသတင်းကိုကြားမိရတယ်တော်တော်လေးအံ့ဩပြီးတော့ကျွန်တော်တို့အားလုံးမေးခွန်းတွေထုတ်ကြမှာပဲကျွန်တော်တို့မြန်မာနိုင်ငံကျောင်းသားတွေဘာတွေဖြစ်နေကြပြီလဲဆိုပြီးတော့ဒီလိုမေးခွန်းကိုအားလုံးရဲ့စိတ်ထဲကနေမေးခွန်းထုတ်ပြီးတော့စိတ်မကောင်းနေဖြစ်ကြမယ်လို့ကျွန်တော်လည်းမြင်မိပါတယ်အခုလိုမျိုးဟောဖြစ်နေတဲ့သတင်းတွေနဲ့အားလုံးအတွက်ဘ ഹു တုတရစီမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ TikTok Facebook YouTube Channel လေးတွေကို Like Follow Subscribe လေးတွေလုပ်ဖို့မြတ်တာရက်ခံချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်